မြန်မာပြည်မှာရေနံတွင်းကြီးတွေရှိပေမဲ့ဘာကြောင့်ဓာတ်ဆီမထုံလုပ်တာလဲမင်္ဂလာပါရှင်ထူးခြားဆက်ပြားတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်အခြားသောအာရှနိုင်ငံတွေနည်းတူမြန်မာနိုင်ငံမှာလည်း73စီကျက်တဲ့ကြောင့်အခက်အခဲတွေဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့မတူတာကတော့မြန်မာနိုင်ငံမှာရေနံလေးထွက်နေပြီးဘာကြောင့်စီဆိုင်မှာတန်းစီနေရတာလဲဘာလို့ကိုဘာသာကိုတက်စီချက်ပြီးဈေးတက်တာနဲ့မတုံးနိုင်တာလဲဆိုတဲ့မိကုန်းကလူတိုင်းပစ္စက်ဖြာမှာရှိနေပါတယ်မြန်မာနိုင်ငံမှာရေနံတွင်းနေရှိပြီးချောင်းရေနံချောင်းမင်းဘူးထောက်ရှာပင်စတဲ့ဒီဒေတာတွေကရေနံမြေဟောင်းကြီးတွေပါဒီရေနံမြေတွေဟာအင်္ဂလိပ်ခေတ်ကလေးကထုံလာတာဖြစ်ပြီးအရင်လိုပေါများနေတာမျိုးမဟုတ်ပဲမြေရောက်ထဲကနေနီးမျိုးစုံနဲ့ညှစ်ထုံနေရတဲ့အဆင့်ဖြစ်ပါတယ်မြန်မာရေနံစိမ်းဟာတခြားနိုင်ငံတွေနဲ့မတူပဲဖျောင်းတဲ့အရက်များတာကြောင့်ပဲဓာတ်ဆီချက်ဖို့ဆိုရင်ဤပညာပုံမြင့်တဲ့စက်ရုံတွေလိုအပ်လာပြန်ပါတယ်အချို့တွေကတော့ရေနံစိမ်းရှင်ရဲ့အစီပြေနိုင်တယ်လို့ထင်ပေမဲ့တကယ်လက်တွေ့မှာတော့ရေနံစိမ်းရတာနဲ့ဓာတ်ဆီတန်းမဖြစ်ပါဘူးရေနံစိမ်းကိုပြန်ချက်ရပြီးမြန်မာပြည်မှာရေနံချက်စက်ရုံတွေရှိပေမဲ့ဒီစက်ရုံတွေကဤပညာတွေဟာလွန်ခဲ့တဲ့နှစ်40-50ကဤပညာတွေဖြစ်နေပါတယ်ဒီနေ့ခေတ်ကားယဉ်ချင်းတွေက92-95ဆိုတဲ့ high octane စီတွေပဲသုံးကြပြီးစက်ရုံအဟောင်းတွေကထွက်တဲ့စီကအခုခေတ်ကားတွေနဲ့မကိုင်ညီတော့ပါဘူးဒါတွေမကသေးပဲမြန်မာနိုင်ငံက73စီကိုတစ်နေ့ကိုစီပေပါပေါင်းသိန်းနဲ့ချီသုံးနေတာပါရှိတဲ့စက်ရုံတွေကအစွမ်းကုန်လဲပတ်ရင်တော့ပြည်တွင်းလိုအပ်ချက်ရဲ့100ခိုင်နှုန်းတောင်မပြည့်နိုင်ဖြစ်နေပါတယ်လူတော်တော်များများအမှတ်မှားနေတာကကန်းလွန်မှာရေနံတွေတလောက်ထွက်နေတာဘာလို့စီမရတာလဲဆိုတဲ့အချက်ဖြစ်ပါတယ်တကယ်တော့ကန်းလွန်ကထွက်တာကရေနံမဟုတ်ပဲသဘာဝဓာတ်ငွေဖြစ်ပါတယ်ဓာတ်ငွေတွေကိုမိဖို့ချောင်းသုံးတာလျှက်စစ်ထုတ်တာနဲ့ CNG ကားတွေအတွက်ပဲသုံးလို့ရပြီးအဲ့ဒီဓာတ်ငွေကိုဓာတ်ဆီအဖြစ်ပြောင်းလို့မရပါဘူးဒီပညာအရာဓာတ်ဆီအဖြစ်ပြောင်းလဲလို့ရနိုင်ရင်တော့အရန်စရိတ်ကြီးပါတယ်မြန်မာနိုင်ငံမှာရေနံတွေထွက်ပေမဲ့လည်းခင်မီတဲ့ရေနံချက်စက်ရုံကြီးတရုံဆောက်ဖို့ဒေါ်လာဘီလီယံနဲ့ချီရင်းနှီးရမှာပါစက်ရုံကြီးဆောက်ပြီးမှရေနံစိမ်းကပြည်တွင်းမှာလောက်လာမထွက်ရင်အဲ့ဒီစက်ရုံကြီးကအလကားဖြစ်သွားမှာပါယင်းနှီးထားတဲ့ဒေါ်လာဘီလီယံချီပြန်မရသေးခင်မှာပဲရေနံစိမ်းလုံလောက်မထွက်တော့တာလည်းဖြစ်နိုင်ပါသေးတယ်စင်ကာပူကရေနံမထွက်ပေမဲ့ကမ္ဘာအဆင့်မီစက်ရုံကြီးတွေရှိပြီးပမာဏအများကြီးချက်တာဖြစ်လို့ဈေးနှုန်းကတက်တာနေတယ်မြန်မာနိုင်ငံမှာအပင်ပန်းကန်စီချက်တာထက်သူတို့စီကဝယ်ရောက်တာကစီးပွားရေးသမားတွေအတွက်ပိုတွက်ချေကိုင်းနေတာပါရေနံချက်တာဟာထမင်းချက်တယ်လို့မယိုးရှင်တာကြောင့်ဓာတုဗေဒအင်ဂျင်နီယာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေနိုင်ငံတကာအဆင့်မီထိန်းချုပ်မှုတွေလည်းလိုအပ်ပါတယ်ဒီအချက်တွေကြောင့်ပဲမြန်မာနိုင်ငံမှာရေနံတွေထွက်ပေမဲ့လည်းတခြားနိုင်ငံကဝယ်ယူရပြီးအခြားနိုင်ငံတွေနည်းတူဓာတ်ဆီဆိုင်မှာတန်းစီရတာပဲဖြစ်ပါတယ်ထူးခြားစမ်းကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့နော်ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတခုခုညသွားပါစီနော်